ပင်တိုင်းစားလို့မရပါဘူးเนาะဘတ်200တော့ပေးရစားရတယ်ဒီနေ့ကတော့အရန်စားကြည့်ချင်နေတဲ့အပြားကြီးပေါ့နော်မသိမမ်မီအယုတ်ကြီးပတ်ထားတယ်လို့ပဲကွယ်ရှားဆောင်ပြလို့လည်းခေါ်ကြတယ်တစောင်းပြလို့လည်းခေါ်ကြတယ်ကြားချပြလို့လည်းခေါ်ကြတာပေါ့နော်နောက်တခြားဘာနာမည်တွေအခေါ်အဝေါ်တွေရှိသေးရင်လည်းထပ်ပြောသွားလို့ရပါတယ်စားပြပါလို့ပြောထားတဲ့သူတွေလည်းရှိသလိုကိုယ်တိုင်ကလည်းစမ်းစားကြည့်ချင်တဲ့စိတ်ရှိလို့ပေါ့နော်ဝယ်လာခဲ့လိုက်ပါပြီရှားဆောင်ပြတဲ့လူတိုင်းစားပြတယ်ဆိုပြီးတော့ရှော့ရှော့မစားတဲ့နော်သူ့မှာစားလို့ရတဲ့အပင်နဲ့စားလို့မရတဲ့အပင်ဆိုပြီးတော့2မျိုးရှိတယ်လက်ထဲမှာရှိတာတော့စားလို့ရတဲ့အပင်ပေါ့နော်ဘယ်လိုမျိုးခွဲမလဲဆိုတာသိစင်ပြောပြမယ်ခုလိုမျိုးမျက်စံမများတဲ့အပင်ဆိုရင်တော့စားလို့ရတယ်ဥပမာမျက်စံက1 2 3 4 5 6အနည်းဆုံး5ခု6ခုလောက်9ခုလောက်ရှိတဲ့မျက်စံပြုတ်တိတ်တယ်ဆိုစားလို့ရတယ်စားလို့မရတဲ့အပင်တွေကတော့ခြံစီရိုးရှေ့မှာရှိနေတဲ့နည်းနည်းထူထူဖြစ်တယ်ပြီးတာနဲ့မျက်စံ4ခုပဲရှိတယ်တတိထားကြည့်ပေါ့နော်မျက်စံကျဲတယ်4ခုပဲရှိတယ်1 2 3 4ကျဲကျဲလေးဆိုအဲ့ဒါစားလို့မရဘူးပေါ့နော်မျက်စံနဲတဲ့အပင်မျက်စံ4ခုရှိတဲ့အဲ့ဒီခြံစီရိုးလောက်တဲ့အပင်တွေကြတော့တရိတ်ဆန်တွေကိုပဲအဓိကကျွေးတယ်ပေါ့ဥပမာလိတ်တို့တွေအကောင်ပလောင်လေးတွေပေါ့နော်ခုတ်ပြီးတော့ကျွေးတာတကယ်လူတွေစားလို့ရတဲ့အပင်ကဒါမျိုးလေးတွေနော်မစားခင်ပေါ့နော်သူတို့ပြောတဲ့ဒီအပေါ်ကအဆူလေးတွေကိုပေါ့နော်ဒါလေးနဲ့အရင်ဆုံးချစ်ထုတ်ပေးလိုက်တဲ့ဒါကိုသစင်ဝယ်လာတာတပြားကို100ပေးရတယ်200 gram 200ပေါ့နော်အဲ့ဒါဆိုရင်တော့တပြားကို100 gram ရှိတဲ့နှစ်ပြားဆိုရင်တော့ဘတ်200တော့ပေးဝယ်စားရတယ်သစင်တို့နေတဲ့ပတ်ဝန်းကျင်မှာကြတော့ခြံစီယိုးပင်နဲ့ရှားဆောင်ပြားတဲ့အများကြီးရှိတယ်ဒါပေမဲ့စားလို့ရတဲ့အပင်မဟုတ်ဘောနော်ချက်တန်ခုကကြတော့ဘောနော်အခွန်ခွာပြီးတော့ရေဆေးပြီးသွားရေဘောနော်ဒါကတော့သူ့နဲ့တွဲစားဖို့ငရုတ်ဒီအစမုတ်လေးလောက်ထားတာဘောနော်စားကြပါဦးထွဲစားရပဲပေါ့နော်အရင် confidence ရှိမနေဘူးဘယ်လိုလဲသူရဲ့အပြင်ရတယ်ကျွတ်တယ်အတွင်းထဲတော့ဣတယ်ပေါ့နော်ဝါလိုက်တာနဲ့လေကိုက်ခနဲ့တစ်ချက်ကိုက်လိုက်ရင်စားလို့ကောင်းသလိုနဲ့ပေါ့နော်ဝိုင်းချွဲလာတယ်ဘယ်လောက်ထိချွဲလဲဆိုရုံးပတွေတီထတာမှသူ့အနေထားအဲ့ဒီရုံးပတွေတီထတာမှပို့ချွဲတယ်အဲ့လိုမျိုးအနေထားလေးအရသာလေးကတော့ချင်းပြုတ်လေးနည်းနည်းရှိတယ်ဒါပေမဲ့တအားချင်းတာမျိုးမဟုတ်ချင်းပြုတ်နည်းနည်းလေးပဲမနက်စောပိုင်းသူ့ကိုဖြတ်ပြီးတော့စားမယ်ဆိုရင်အရသာလေးချစ်ချင်းပြုံးလေးရှိတယ်ပြောတယ်နေ့လေနေ့ခင်မှဖြတ်ပြီးတော့စားမယ်ဆိုရင်အရသာပေါ့ကြီးပေါ့နော်ဘာအရသာမှမရှိဘူးချွဲတစ်မျိုးပဲရှိတယ်ဒါဆိုရင်တော့ဒီကောင်ကမနက်အစောကြီးဖြတ်ထားတဲ့ဟာဖြစ်မယ်ချင်းပြုံးအရသာလေးနည်းနည်းပါတယ်တစ်ခါဝါရုပ်อ่ะအဲ့လိုမျိုးဖြစ်ဖြစ်ပါချွဲတာအဲ့လိုပုံနဲ့အတွင်းမှာအရင်ကြိုက်တဲ့စားစရာထဲကမဟုတ်ဘူးเนาะစမ်းစားကြည့်ရုံလောက်ပဲနောက်တစ်ခါထပ်ဝယ်စားမလားဆိုရင်တော့မဝယ်စားဖြစ်တော့တော့စားကြိုက်လိုက်တဲ့ထက်ချက်လေးကိုကြိုက်ရအဲ့ဒီဝိုင်းနဲ့အရန်ချွဲလာတာကိုတခုကတော့မကြိုက်ဘူးโอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲပေါ့နော်ဒီလောက်ပဲစားပြပါတော့မှာနော်တော်တော်လေးတော့ညာဝိုင်းပေါ့နော်စားပြလိုက်တာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးထူးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပဲပြန်တွေ့ပါတော့နော်အားလုံးပဲတတာ